ငငယ်တုန်းကမေလို့ကျွေးနေကြတပင်တိုင်းလေးချိုးတောက်ပါမယ်ကလပဲမုံအစိမ်းနည်းနည်းလေးဆိုရပါပြီရေကိုဖြောပြီးတော့အစီတွေပြောင်းမွေးပါမွေးပြီးတဲ့ခါကျလို့ရှင်စားချိုးမှုလေးနည်းငယ်လေးထည့်ပါပို့ပြီးချိုးအောင်လို့ကျွန်တော်ကြက်သွန်နီဦး3လုံးပစုံကြောက်လေးထည့်ပါမယ်ဒါကြက်သွန်နီတွေပစုံကြောက်တွေရေစေးတက်ဆင်းပြီးတော့ဒီပွက်ဆူနေတဲ့ဟင်းအိုးလေးတွေကိုလေးစိတ်ခွဲလေးခွဲပြီးထည့်ပါမုံဖတ်တွေကမတန်ရှင်းမှဆိုလို့ကျွန်တော်ရေလေးစေးလိုက်ပါတယ်ပြီးတော့ပွက်ဆူတဲ့ဟင်းအိုးလေးကိုအိုးချကနေလည်းဖြစ်သွားပြီဆိုလို့ရှိရင်တော့ကြက်ဥလေးတစ်လုံးဖောက်ပြီးတော့ထည့်လိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်စားဖို့ပြင်ဆင်ပါမယ်မုံဖတ်ပြီးလို့ရှိရင်ပဲကျော်ကြက်သွန်နီစီချက်ကကျွန်တော်တက်ပြီးသားမို့လို့မပြတော့ပါဘူးကျွန်တော်ငရုတ်သီးနီစီချက်တက်ထားပါတယ်ခါလာရောပါပြီးသားမို့လို့ဒါလေးကဆက်လေးအနီနီရေးလေးနဲ့စားလို့အရင်ကောင်းပါတယ်ကြက်သွန်နီရဲ့အချိုးလေးရဲ့ပစုံကြောက်ရဲ့အချိုးလေးရဲ့ဒီလိုလေးတွေရောနေတဲ့ကြက်ဥအနှစ်ကလေးရဲ့ဆိုတော့အရန်ကိုစားလို့ကောင်းတဲ့တပင်တန်းကောင်းလေးတစ်ပွဲရပါပြီအရာသာချိုးချင်းငဆက်ကတော့ကိုကြိုက်တယ်လို့ဆက်ပြီးစားလို့ရပါတယ်ဒါကျွန်တော်တို့နယ်ဖက်တွေမှာငငယ်တုန်းကလှုပ်စားနေတဲ့တပင်တိုင်းလို့ခေါ်ပါတယ်